အလုပ်တစ်ခုကိုအောင်မြင်မြင်လုပ်ပြရအတွက်ဘာတွေလိုအပ်တုံလို့ဆိုလို့ရှိရင်နံပါတ်1ကယုံကြည်ချက်တတ်တာရှိရမယ်နော်ယုံကြည်ချက်တတ်တာရှိရမယ်နံပါတ်2ကကြိုးစားမှုလောလဝိရိယရှိရမယ်ယုံကြည်ချက်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာမအောင်မြင်ဘူးကြိုးစားမှုမရှိတဲ့ပုဂ္ဂိုလ်ကလည်းမအောင်မြင်ဘူးနောက်ပြီးတော့တည်ငြိမ်မှုတမာတိဆိုတာလည်းရှိရမယ်လူဟာနောက်တစ်ခုကပညာဆိုတာရှိရမယ်အဲ့ဒါတွေမရှိလို့ရှိရင်ဒီပုဂ္ဂိုလ်ကဘယ်လို့မှမအောင်ဘူးတဲ့နောက်ပြီးတော့တတိထားတတ်မှုရှိရမယ်တတိထားခေါဏအတွေးမျိုးတွေမတွေးမိဖို့တတိထားရမယ်တွေးရမယ်အတွေးမျိုးတွေးတတ်ဖို့တတိထားရမယ်မပြောရမယ့်စကားမျိုးကိုတတိထားရမယ်ပြောရမယ့်စကားမျိုးကိုတတိထားပြောရမယ်ကြည့်နေတာတွေရှောင်လို့ရတာပဲမူတာဝါဒရှောင်ရမယ်မှန်တာပဲပြောရမယ်ဒီသူများဂုဏ်တိုက်တာမပြောရဘူးတယောက်နဲ့တယောက်ညီညွတ်အောင်သာလုပ်ရမယ်ဆဲရည်တဲ့ရိုင်းပြတဲ့စကားမသုံးရဘူးချိုတာ